များကိုစုဝေးစေတဲ့အတွက်ကိုကျေးဇူးတော်ပါဖို့ရှိပါတယ်ဒီကနေ့မှာကိုတော်ဖာဖျားကျွန်တော်ယူဆောင်လာတော့ထုတ်ပိုးနေတဲ့တရားနဲ့တရားကိုကြည့်ကြအောင်ကိုတော်ဖာဖျားတော်တော်များလည်းကိုတော်ဖျားထမ်းလာတော့ဟိုဒီချင်းကိုတော်ဖျားထမ်းလာတော့ကျွန်တော်တရားနဲ့တရားမပြီးနိုင်တဲ့မိသားစုကိုပြီးတော့ပါဘုရားလေးရဲ့ဒီတရားကိုလည်းကျွန်တော်ကြည့်ဆောင်ပါတယ်ဘောဆရာမရဲ့တရားကိုလည်းကိုကောင်းချီးပြီးတော့ပါဆက်ပါလေကိုလည်းဟိုသူ့ရဲ့တာတမဲ့ခီးပါလေကိုတော်ဖျားပေါ်ဆောင်လို့ပါဒီကနေ့မှာကိုတော်ကျွန်တော်ကြားရမယ့်တော့ပါတော့ကိုလည်းကျွန်တော်ကြိုးဆိုတယ်ကိုတော်ပိတ်ပြီးတော့ပါဟိုတိုင်းရှင်တော်ဝိညာဉ်တော်ဒီနေ့ဒီနေရာမှာရောက်ရှိနေပြီဒီတော့ကျေးဇူးတော်ပါကိုချီးမွမ်းတယ်ဟိုကျွန်တော်တို့ဆိုင်မှာကန္တာဒီတိုင်းမှာလည်းကိုတော်လာပြဖို့ဆောင်ပြကြဒီနေ့ပါရှိယေရှုခရစ်နာမဖြင့်အခြေအနေနိုင်လုံးစုံကိုကိုတော်ဖျားထားပါတယ်လည်းကိုတော်အားနာနဲ့ယေရှုနာမဖြင့်ဆုတောင်းစက္ကန့်မှာဖားပြတယ်ကျွန်တော်တယ်လည်းပြီးတော့ထိုင်ရအောင်နော်